မေဒီကိစ္စညာအားလုံးဘောင်းနာပါစီရဲ့ပါတီစွမ်းအားထောခိုင်နှင်းဝေဆိုတိတ်ထိခိုက်ညာပေးသနာတော်ပါထောခိုင်နှင်းဝေဤဆိုချမ်းသာညာပေးသနာတော်ပါထောခိုင်နှင်းဝေဘွားမှာခပါကျော်တော်မင်းသမီးခပါကျော်တော်ပရာဟိတမင်းသမီးတယောက်ပြောင်းကိုဆောက်ကြပေးပါမြန်မာနိုင်ငံနေမလို့ကျွန်တော်ခပါကျော်တော်လို့ဆိုနေအဲ့ဒီနိုင်ငံတကာအသိဉာဏ်တွေတော့မင်းသမီးတကားပြောင်းကိုဆောက်ကြပေးပါဖရားတပည့်မှာဒီလေမမအင်းပါတယ်ဘုံနောက်ကနေတက်နိုင်တဲ့ဆွမ်းအားနဲ့လိုက်ပြီးတော့ကိုဆောက်ကြပေးပါမယ်ဒီတစ္ဆာစကားမှန်ပြန်ပါကတရားပြန်အောင်ဒီမှာဒီတစ္ဆာစကားမှန်ပြန်မှာတိတ်ချိမိတ်ညာပြီးမြောက်လို့ဝိဇ္ဇာများပုံပုံများတိုက်ဆက်မှန်တဲ့ညာကြီးတာလည်းရရှိတယ်ဒီနေ့ဒီဆက်စာရှိမရှာမှုကြတော့ပါတယ်နောက်ပြန်ပါစေတရားပြန်မှာဖရားမှာကျမ်းမှာယဟန်မှာတော်ကုသိုလ်ကောင်းမှုတွေမှာတည်တယ်ကုသိုလ်ကောင်းမှုများဝိဇ္ဇာများတိုက်ဆက်ပတ်သက်များအားလုံးကိုအင်းမြတ်စွာအေးဆက်စွာအညာနဲ့နေပါတယ်အားလုံးကျေးဇူးများလောမှုကြပါလို့တာလူတာအားလုံးကျေးဇူးများလောမှုကြပါလို့တာလူတာအားလုံးဟယ်လိုဟယ်လိုမဒီနေ့ဘယ်ချိန်ဆက်နေဘယ်ချိန်ဘယ်မှာရှိမှာလဲခင်ဗျာအခုပြောနေတာဘယ်သူကလဲရှင်မခံနေပြိုက်တဲ့နေရပါဩအခုဟိုဟာလေးဒီနေရာချိတ်တယ်အမဘယ်လိုစင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့အခုဟိုဟာလေးမတ်ခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စကလေအဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်ပေးပြီးသွားပြီပေါ့နော်တက်တော်မှာပေါ့နော်အမမလုပ်ပေးနိုင်ဘူးလားမလုပ်ပေးနိုင်ကျွန်တော်တရားဆွဲမှာရတယ်အမကိုကျွန်တော်တခုံးမမေးတာအမကျွန်တော်အဲ့မှတိုင်ကျွန်တော်မတရားဆွဲမှာဟုတ်ပြီတော့မလုပ်ပေးနိုင်လည်းဘာမှမဖြစ်ဘူးခင်ဗျာမနေ့ကပြောပြီးတောင်းမှမယ်ဆိုလို့ကျွန်တော်ပြောရလေမှန်တယ်လေကိုမနေ့ကလုပ်လိုက်ပါဟုတ်အခါတခုပဲပြောလိုက်လုံးမလားမလုပ်ဘူးလားတခုပဲပြောလိုက်မနေ့ကအခုကညီမပြောပြမယ်နော်အခုညီမမနေ့ကပရာဟိတလုပ်နေတဲ့အချိန်မှာအခုညီမပြောလိုက်တာမှန်တယ်မနေ့ကပရာဟိတလုပ်နေအခုကညီမပရာဟိတလုပ်နေခင်ဗျာလုပ်ပေးမှလားမလုပ်ပေးဘူးလားတခုပဲပြောကျွန်တော်မီဒီယာလည်းချိန်ပြီးသွားပြီခင်ဗျာလုပ်ပေးမှလားမလုပ်ကျွန်တော် post ရမှာလားတရားဆွဲရမှာလားကျွန်တော်ခုလုံးမှာနော်ဟုတ်ကဲ့ပါကျွန်တော်အချိန်မရဘူးကျွန်တော်တို့အခုမလုပ်ပေးမှလည်းဗျဖြေမှလားမဖြေဘူးလားတခုပဲပြောလိုက်မဟုတ်ဘူးလေအကိုတို့ဘယ်လောက်နင်းနာသွားလို့လည်းမသိဘူးရှင်ညီမကတော့နင်းနာဘာမှမလုပ်လိုက်ဘူးခင်ဗျာတော့နင်းနာဘူးလေကျုပ်တို့အောက်မှာဆဲခံရမှမတွေ့ဘူးလားကျုပ်တို့ကခင်ဗျာလည်းတိတ်ဝင်တော့ခင်ဗျာဘာမှလည်းတူတော်ကောင်းမှလည်းမဟုတ်ပဲဘာကိစ္စစုတောင်းဘာလျှောက်တင်တာလဲခင်ဗျာရှင်လည်းလုပ်ပြီးဆိုပြင်ပါပဲတင်ဘာလို့ဒါကိုတင်ကြလို့ဒါတင်မသိဘူးလားခင်ဗျာဒီတက်ရွယ်နဲ့အခုဆူတောင်းတဲ့ဟာလက်ကလေးလက်အုပ်လေးချီအောင်ဗုဒ္ဓဘာသာတရားအနေနဲ့ကြိုင်နာဘူးဟုတ်လေအခုခင်ဗျာပေးမှတန့်ရဆဲခံရခင်ဗျာတွေ့ပါတယ်တွေ့တယ်မလားမတွေ့ဘူးလားတွေ့လားကျွန်တော်အဲ့ခင်ဗျာပြန်ပို့ပြရမှာလားဆဲခံရခင်ဗျာတွေ့လားအခုညီမပြောပြနေသေးလားညီမပြောခင်ဗျာမဟုတ်ချုပ်ကိုတင်ရတယ်မဟုတ်ခင်ဗျာဖြေမှလားမဖြေဘူးလားမင်းဒီပြရတယ်အခုညီမကျွန်တော်ချိန်မရဘူးမနေ့ကညီမအခုဖြေဘူးလားဖြေမှလားမနေ့ကညီမအခုဒဗလေပို့စုပတ်ဆက်ဆဲသွားရယ်နော်ပြီးတော့လေဟိုဟာဗာလေအခုသူတော်ကောင်းမိုင်လည်းပြောတယ်မနေ့ကလည်းဆဲရတာလေခင်ဗျာဘာကိစ္စတောင်တက်ပေါ်ရပြီးတင်နေပြီခင်ဗျာဘာကောင်းမှမလို့ဒါကိုစုတောင်းပြီးတင်ရခင်ဗျာသူတော်ကောင်းမှဘာသူတော်ကောင်းမှမလို့လေခင်ဗျာကျုပ်ကတင်ပါလို့ခွင့်ပြုချက်ပေးလားအခုညီမတို့ရမယ်မရပဲတင်တဲ့ကျုပ်ကတရားဆွဲမှာခင်ဗျာမတင်စေခြင်းအဲ့ဒီရိုက်တဲ့နေရမတင်ပါနဲ့ညီမလေးရေလို့ပြောပါမယ်ခင်ဗျာရိုက်တာမှမသိလားခင်ဗျာရိုက်တာမှတခါခိုးရိုက်တာလေအမကျွန်မဒါကိုရိုက်ပါမယ်လို့ခင်ဗျာခွင့်တောင်းလားခင်ဗျာရိုက်တာတော့ကျုပ်တို့မသိဘူးကျုပ်ကစောက်လို့တွေရှုပ်နေတာခင်ဗျာတို့စောက်လို့အားနေတာမဟုတ်ဘူးခင်ဗျာရိုက်တာကျုပ်တို့မသိဘူးလေဗျာခင်ဗျာဘာကိစ္စရိုက်တယ်ခင်ဗျာသူတော့ခင်ဗျာဘာကိစ္စရိုက်တာလဲမမကိစ္စရိုက်တာလေခင်ဗျာဆိုခင်ဗျာပရိုက်တာမင်းသမီးတယောက်နော်အကုန်လုံးကတက်ပုံတွဲရိုက်ကြရပြီဘာဖြစ်လဲဘာဖြစ်လဲအေးရိုက်တယ်ခင်ဗျာဘာကိစ္စတင်လဲဒါတင်ဒါဖြစ်လို့လူလိုနားမလဲဒါခင်ဗျာကိစ္စအကြီးကားလားဟုတ်ခင်ဗျာအခုဖြေပါလားမဖြေဘူးလားကျုပ်ဖြေလို့ရတယ်ကျုပ်တရားဆွဲမှာခင်ဗျာကိုကျုပ်တို့ကဖြေကြီးခင်ဗျာပို့စမဆက်ပြောမှာအခုလည်းဖြေမှာခင်ဗျာကိုလောက်ပါအခုလို့လောက်ပါခင်ဗျာဖြေပါလားမဖြေဘူးလားညီမမေတ္တာတရားကြီးဖြေလို့မမေတ္တာတရားကြီးမှာကောင်မဒီနေ့ကလည်းတွေ့မယ်တရားရုံးမှာဖြေလို့မမေတ္တာတရားကြီးကောင်မစပိုက်ရှားနေတာဖြေလို့မဆောက်လို့အားတယ်ကောင်မဒီနေ့တော့လို့ခါလိုက်ပါလားဖြေလို့မရဲ့ဆောက်လို့မရကောင်မဟုတ်ကဲ့ပါလာအောင်တကယ်မမခိုင်နေဝေးပေးနာမှာနေရဲ့အကူကတကယ်စင်နှဲရှိရလို့ထင်တာပါအဲ့လိုမျိုးကြီးပြောရမှာကောင်းပါဘူး။မရှိတာဖေလို့ပါရဲ့။ဒီတော့စောက်သိမရှိကောငါတော့စောက်သိရှိကြလား။ဖေလို့ကနေရတရားရုံးမှာတွေ့မယ်။အော်ဟုတ်ကဲ့ပါရှင်ညီမတို့ကကြာအခုအဲ့လိုမထင်ထားလို့ပါနော်။အဲ့လိုမျိုးတော့မဆဲခံဘူး။စောက်သိမရှိကောငါစက်ပိတ်ရှာနေဒီနေ့နေလို့တော့တင်လေကောင်မရဲ့။ဒီနေ့လည်းဒီနေ့လည်းနေလို့တော့တင်လေ။ဘာကကြတာလားတင်တာလေ။ဒီကြိုက်တော့ဘာလို့မသိဘာခွင့်တောင်းကြလို့လား။ဒီခွင့်တောင်းမလား။ဒီနေ့လည်းနေလို့တော့တင်လိုက်လေ။ဟုတ်ကဲ့ရှင်အခုကညီမပြောပြမယ်သိလားတကယ်အမခဏင်းဝေးပေးနာမှာအဲ့လောက်ကြီးရှိနေအဲ့လောက်ကြီးပြောနေလို့ရှိရင်တရားရောက်တော့တွေ့မယ်ပေကျေလို့ပါဆက်ပိုက်ရှားနေတော့ပါဟုတ်ကဲ့ပါရှင်လောက်အဲ့လောက်ဖြစ်သွားမယ်မထင်လို့ပါနော်ဒါ